ကဲမင်္ဂလာပါမျိုးတို့ရေကဲကျွန်တော်ရဲ့ဖြုတ်ကို channel ကနေပြီးတော့မျိုးတို့ကိုပြန်လဲကြိုဆိုလိုက်ပါတယ်เนาะကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့မိတ်ဆွေတငယ်ချင်းတွေ subscribe လေးတွေနှိပ်ပေးခဲ့ကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာကဲအားလုံးပြောကြမယ်ထင်ပါတယ်เนาะတုံညပိုင်းတုံညပတ်တီကိုစုံကတ်နဲ့ကျွန်တော်တို့တွေမနေ့ကလုံးဝအောင်မြင်သွားခဲ့ပါပြီဗျာတုံညာကျွန်တော်တို့တရားရခိုင်တော့တုံညာဆုံးကတ်အောင်မြင်သွားပါပြီနော်တုံညာလေးဆိုပြီးတော့ကျွန်တော်အမျိုးတို့တုံညာဆုံးကတ်ချပြပြီးခဲ့ပါတယ်နော်အားလုံးရရှိမယ်လို့ထင်ပါတယ်ကဲအဲ့ဆိုရင်ကျွန်တော်တို့ဒီညနေမှာထပ်ပြီးတော့ရရှိဖို့အတွက်ကြိုးစားထားတဲ့ဟာလေးကိုတင်ပြပြီးသွားမှာဖြစ်ပါတယ်နော်ကဲဒါလေးမတင်ပြမီကျွန်တော်ရှင်မှာဒီညနေကနေစပြီးတော့ကျွန်တော်ရဲ့အထူးကတ်တွေကိုရရှိဖို့အသင်းဝင်ကြီးတစ်ပတ်စာ1000နဲ့အသင်းဝင်လို့ရပါပြီခင်ဗျာကျွန်တော်ရှိမှာအသင်းဝင်မယ်အသင်းဝင်မိတ်ဆွေတွေကတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်663251483ညာကိုလာရောက်ပြီးတော့ဆက်သွယ်ဝယ်ယူနိုင်ပါပြီခင်ဗျာကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကခုနကတော့လိုက်ကတင်နေတာဗီဒီယိုတင်တာပေါ့လေအဲ့ဒါကိုမကြည်လင်လို့ကျွန်တော်အခုပြန်ရိုက်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီမှာရေးထားပြီးသားဖြစ်သွားတယ်ဗျာခုနကရေးထားတယ်ခုကတော့မျိုးတို့ကပြန်မြင်လိုက်ရတာကတော့ရေးထားပြီးသားဖြစ်သွားပြီเนาะဟုတ်ပြီကျွန်တော်တို့ဒီညနေမှာ1ချိန်အနေနဲ့ကတော့2ခွန်1ချိန်ဒါပုံမှန်လာနေကြ1ချိန် size ဆိုရင်သူက100ရာခိုင်နှုန်းလုံးဝလာပေးရမှာဖြစ်ပါတယ်เนาะဒီညနေမှာလုံးပိုင်အနေနဲ့ကကျွန်တော်တို့3လုံးပိုင်3ပတ်တီအရင်အနေနဲ့ကတော့5ပတ်တီဖြစ်ပါတယ်เนาะဒါမှမဟုတ်5ကိုကျွန်တော်အားနေပါတယ်เนาะအကင်နေဒါမှမဟုတ်ထားပါတော့ကျွန်တော်တို့အရင်နေမှာထည့်သုံးအောင်မှာဖြစ်ပါတယ်เนาะ3တလုံးကတော့လုံးဝကြိုက်ပါတယ်เนาะ3လုံးပိုင်း3လုံးပိုင်းဒီညနေမှာ100ရာခိုင်နှုန်းစော်ဗျာကဲမနေ့ကလိုပဲ3ကိုကျွန်တော်တို့100ရာခိုင်နှုန်းပတ်မယ်မျိုးလို့မနေ့ကတော့ပတ်စီရမလို့เนาะဒီညနေမှာကျွန်တော်တို့ပေးနေရ2ရက်မှာကျွန်တော်တို့ပေးသွားတယ် break ကတော့ညနေတိုင်းကိုပေးတဲ့ break ကတော့ဒီညနေမှာ3ည break ပဲဖြစ်ပါတယ်เนาะဒီ3ည break ကဒီညနေမှာလုံးဝဆင်းပေးရမယ်ဆိုရင်တော့ကျွန်တော်တို့ပြန်ကနန်းဖြစ်သွားပါပြီเนาะတကွက်ကောင်းကတော့3ခွန်ဆိုပြီးတော့ကျွန်တော်တို့ပြန်ကနန်းထိုးရမှာဖြစ်ပါတယ်เนาะ3ခွန်ခွန်3ကျွန်တော်တို့ထိုးရမယ်အရင်အနေနဲ့ကတော့3235 3136ဆိုပြီးတော့၄ခွက်ထုတ်ပေးထားပါတယ်ကျွန်တော်တို့တောက်ကြညနေဆိုတာကအပူလည်းပဲလာတယ်လို့ကျွန်တော်3ဘူးရ5ဘူးရထည့်ပေးထားပါတယ်တကယ်ဆိုလို့ရှိရင်3ညပရိနေဆိုရင်5ဘူးလေးအားတော့ပြန်ကောင်းတယ်ခင်ဗျဟုတ်ပါပြီအဲဒါဆိုလို့ရှိရင်ကျွန်တော်တို့3ဘူး5ဘူးတော့ထိုးတဲ့ထဲမှာထည့်ထားရမယ်ဖြစ်ခင်ဗျကဲမျိုးတို့ကိုကျွန်တော်တကွက်ကောင်းလေးကတော့ချပြပေးလိုက်တာကတော့3ခွန်ခင်ဗျမျိုးတို့တကွက်ကောင်း3ခွန်အရင်အနေနဲ့ကတော့3235 3136အပူဆိုရင်3355ထိုးရမှကွက်ဒီမများဘူးเนาะအမျိုးတို့တကယ်ထိုးရမှာကအပူပါရင်တော့မှပဲ9ကွက်ပဲဖြစ်ရှိတယ်ခင်ဗျအပူမပါဆိုရင်5ကွက်ထဲပဲထိုးရမှာဖြစ်ပါတယ်เนาะဟုတ်ပြီခင်ဗျအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးကိုအဆုံးသတ်ကြတော့မယ်ခင်ဗျအချိန်ကနည်းနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမှာအသင်းဝင်မဲ့အသင်းဝင်မိတ်ဆွေတွေကတော့တပတ်စာကို1000ကျပ်နဲ့ဒီ663251483ညာကိုဆက်သွယ်ပြီးတော့ဝင်ထားလို့ရပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်နော်